တဲ့ဘောမှာဒွန်ရဲ့အရာကိုအချိန်ချင်းမြင်ရတာဒီပစ္စည်းတစ်ခုခုဖျောက်သွားပြီးနောက်ရဲ့အနေငယ်ဒါမှမဟုတ်နှအနှငယ်ကြာမှဖျောက်သွားတဲ့နေရာမှာပဲပြတ်ရှာတွေ့ရမျိုးလို့ထူးဆန်းတဲ့အရာတွေကြုံတွေ့မှုပါသလားဆိုရင်တော့ကိုယူပါတယ်တင်ဟာ glitch in the matrix ဖြစ်စဉ်ကိုကိုယ်တိုင်ကြုံလိုက်ရပါပြီglitch in the matrix ရာပါလေ glitch in the matrix ရာကလက်တွေ့ပေါ်မှာဖြစ်နိုင်တယ်လို့ထင်ရတဲ့ထူးဆန်းမှုတွေဖြစ်ပေါ်လာတာကိုလူတွေခေါ်တဲ့အမည်ပါဒီပဲရိုးရိုးပြောရရင်ကမ္ဘာကြီးက computer simulation တစ်ခုလိုဖြစ်နေရမလား system error တစ်ခုဖြစ်သွားရမလားဆိုပြီးလူတွေတန်တရားဝင်လာစေရဲ့အဖြစ်အပျက်တွေကိုဆိုလိုတာပါ matrix ဆိုတာဘယ်ကလာတာလဲဒီအမည်က the matrix 1999ဆိုတဲ့ movie ကနေနာမည်ကျော်လာတာပါ movie ရဲ့မှာလူသားတွေနေထိုင်နေတဲ့ကမ္ဘာက computer simulation ဖြစ်ပြီးတော့တချို့အချိန်ဒီမှာ system error glitch ဖြစ်တယ်ဆိုပြီးတော့ပြသထားပါတယ် glitch in the matrix ဥပမာတွေကတော့တူညီတဲ့အရာကိုအချိန်ချင်းမြင်ရခြင်းတယောက်ကိုဒီနေရာမှာမြင်လိုက်တယ်ပြီးရင်နောက်တစ်နေရာမှာခဏနေထပ်မြင်တယ်အဲ့လိုမျိုးအချိန်ငယ်ငယ်တွင်မှာဖြစ်တယ်ဆိုလို့ရှိရင်တော့လူတွေက glitch ဖြစ်တယ်လို့ထင်တတ်ကြပါတယ်နောက်တစ်ခုကတော့အရာဝတ္ထုတွေပျောက်သွားပြီးတော့ပြန်ပေါ်လာတာမျိုးအဆန်အိတ်ဖုန်းပေါ့စာရှိတဲ့ပြင်ပစ္စည်းတစ်ခုခုပျောက်ပြီးတော့အချိန်ကြာပြီးမှအဲ့ဒီနေရာမှာပဲပြန်ပေါ်လာတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့ဒီကြာဖုန်းလို့ဖြစ်ရင်ဖြစ်ရမျိုးတွေမှာဒီလိုမျိုးအရှင်ကကြုံမှုတို့လိုမျိုးခံစားရတဲ့အခြေအနေတွေဖြစ်ပါတယ်ချင်းဒီတခုကိုအရင်ကဖြစ်ပြီးသားလို့ခံစားရတာမျိုးဆိုရင်တော့ glitch in the matrix ဆိုပြီးတော့ပြောကြပါတယ်။နောက်တစ်ခုကတော့အချိန်လွယ်နေတယ်လို့ခံစားရတာပါ။ကိုလုံးလုံးနေတာအဆောက်ရှိတဲ့ပြင်9မိနစ်လောက်လို့ထင်ရပေမဲ့တကယ်တော့နာရီတစ်နာရီကျော်သွားတာဒါမှမဟုတ်ရင်လည်းပြောင်းပြန်ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကိုသိပ္ပံဘက်ကနေဘယ်လိုရှင်းပြထားလဲ။ brain error မှညအမှားအုံနောက်က memory ကို copy လုပ်တဲ့ replay မှားနိုင်တယ်ဆိုပြီးပြပြထားပါတယ်။နံပါတ်2ကတော့ pattern recognitionလူအုံတို့ကအရာတွေကိုဆက်ဆက်တတ်ပါတယ်တိုက်ဆိုင်မှုတွေကိုလည်းအထိပ္ပယ်ရှိရဆိုပြီးတော့ထင်တတ်ကြပါတယ်နံပါတ်3ကတော့ attention gap အချိန်တချို့ကိုမသိလိုက်ပဲမိနေပြီးတော့မှပြန်စဉ်းစားတဲ့အချိန်ကြာမှဒါရက်ဖြစ်ခဲ့တယ်ဆိုတော့မဟုတ်တော့ဘူးဆိုပြီးထင်တာမျိုးတွေဖြစ်တတ်ပါတယ် simulation theory မှာလူကြိုက်များတဲ့အယူဆကတော့တချို့သိပ္ပံပညာရှင်တွေကကမ္ဘာကြီးက advanced civilization တစ်ခုက run နေတဲ့ simulation ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒါပေမဲ့ဒါကထောက်ထားအတည်တစားမရှိသေးဘဲနဲ့ theory တာဖြစ်ပြီးတော့စိတ်ပညာဘက်ကအမြင်ကတော့ glitch in the matrix ဆိုပြီးတော့ခန်းစားကြရပါတယ်သိပ္ပံပညာရှင်တွေပြောထားတာကတော့ glitch in the matrix လို့ခန်းစားရတာကစိတ်ဖိစီးမှုများတာအိမ်ကြီးမုံရတာအလုပ်ပင်ပန်းတာအာရုံစူးစိုက်မှုရောတဲ့အချိန်ဒီမှာပိုဖြစ်တတ်တယ်ဆိုပြီးပြောကြပါတယ်။ data မဲ့အချက်ကတော့ glitch in the matrix ကတဘာဝလုံးချဲဖြစ်ပြီးတော့အတီးမဟုတ်ပါဘူးအနေမရှိပါဘူးဇယောက်ကလည်းမဟုတ်ပါဘူး။ဒါပေမဲ့အချင်းချင်းဖြစ်ပြီးတော့နေစဉ်ဘဝကိုထိခိုက်လာမယ်ဆိုရင်တော့လူကြီးဒါမှမဟုတ်ရေးဆရာဝန်တွေကိုပြောတင်ပါတယ်။ဒီအနေနဲ့ရောဒါမျိုးတွေကြုံမှုပါသလား။သိဆိုရင်ရောဘာတွေထင်မြင်မိပါသလဲ။